ဘုံဗျာတပည့်တော်ဘာမှမဖြစ်ချင်တော့ပါဘူးဗျာလူဘွားကိုလည်းစိတ်ကုန်သွားပါပြီနိဗ္ဗာန်ကိုရောက်ချင်ပါတယ်ဗျာတရားလည်းမှတ်ပါတယ်ဗျာဘယ်တော့မှရောက်မှလည်းသိချင်ပါတယ်ဗျာတဲ့အဲ့ဒါကတော့လိုတလောက်မရရင်တော့လိုတလောက်စူးစမ်းတလောက်တော့ရနေမှာပါပဲဘယ်တော့ရောက်မှလဲဆိုတာကယောဂီရဲ့စူးစမ်းအထောက်မှုရဲ့ပါရမီပေါ်မူတည်ပြီးတော့ဖះမှလွယ်ရင်ဘယ်သူမှမသိနိုင်ပါဘူးဘုန်းတို့လည်းသိကြမသိပါဘူးရှင်သာရိပုတ္တရာတို့တော့မှမသိနိုင်ပါဘူးသိနိုင်တယ်လို့ပြောနေတဲ့သူတွေကလည်းအဲ့ဒါလိန်ညာလှည့်ပြခြင်းပါပဲဖះမှလွယ်ရင်ဘယ်သူမှတော့မသိနိုင်ဘူးတို့ပေမဲ့စူးစမ်းတလောက်တော့ယောဂီဟာတစ်ခါမဲ့တစ်ခါနိဗ္ဗာန်နဲ့နီးမှာပဲ9မိနစ်အားထုတ်ရင်9မိနစ်နိဗ္ဗာန်နဲ့နီးမှာပဲ7မိနစ်အားထုတ်ရင်7မိနစ်နိဗ္ဗာန်နဲ့ပိုနီးလာပြီပဲတမက်တကုသိုလ်နှစ်ခါမဲ့နှစ်ခါကုသိုလ်ရနေမိုင်တမ်းမောများစွာခီချစ်တန်းအစတူလို့ပဲယောဂီစူးစမ်းနေပြီးတော့နိဗ္ဗာန်ကိုခီးဆက်နေတာဖြစ်တဲ့အတွက်တရားရဖို့တော့ပိုပိုနီးစပ်လာတော့သိကြတယ်ဒီစနစ်ကြားနာဖို့လိုတယ်ဇွဲကောင်းဖို့လိုတယ်ဆရာကောင်းတမန်ကောင်းရှိထားရမယ်စူးစမ်းတော့မယ်ဆိုရင်တော့တေချာတာတကူကတော့နိဗ္ဗာန်နဲ့ပိုပိုနီးလာပါပဲနော်ဒီအတွက်ကိုကသောတာပန်တည်ပြီဆိုရင်တော့ဒါနိဗ္ဗာန်ကိုပို့ပြီးကိုတွေ့မျက်မှောက်မြင်သွားပြီပေါ့ဘယ်စိတ်ထိရောက်မလဲဆိုတာကတော့ကိုယ့်ရဲ့ပါရမီနဲ့ကြင်ကြံအားထုတ်မှုပေါ်မူတည်တဲ့အတွက်ပို့ပြီးအားထုတ်မြန်မြန်နီးချင်မြန်မြန်အားထုတ်တာဝန်ကရတယ်ဆိုတာကောင်းတယ်တာဝန်ကကိုလောင်စာပြည့်တုံးချလေကတဲ့ပြည့်အတုံးပြု energy စွမ်းအင်ပြည့်အတုံးပြုပြီးတော့နိဗ္ဗာန်ခီးလန်းကိုလမ်းဆုံးဒီထိရှောက်လန်းအောင်နိုင်အောင်ကြိုးစားဖို့အရေးကြီးပါတယ်နော်တခါတလေတရားထုတ်နေတယ်ငါကတရားဘယ်တော့မှရမှာလဲလို့တွေးတတ်တယ်အဲ့လိုမျိုးမျောလိုက်တဲ့စိတ်တော့ယောဂီတိုင်းတော့ဖြစ်တတ်ပါတယ်တို့ပြင်မဲ့လည်းအဲ့စိတ်ဖြစ်လာတာနဲ့အများတတိလေးပြန်ကက်ပြီးတော့ဒါပစ္စုပန်ကြာနဲ့စနစ်တကျကြိုးစားပါတရားဘယ်တော့ရမလဲနိဗ္ဗာန်ဘယ်တော့ရမလဲဆိုအတွေးတွေးလွန်းသွားရင်လေဒါကိုယ့်ရဲ့စိတ်ကမျောတဲ့စိတ်တွေဖြစ်ပြီးတော့တရားထုတ်လို့မကောင်းဘူးအမှတ်တွေကျဲတတိတွေညော့သွားတတ်တယ်နော်တမာတိတွေပြတ်တတ်တယ်ဒီအတွက်ကိုကအာထုတ်နေသေးတွေတော့နိဗ္ဗာန်နဲ့နီးနေတာပဲဆိုရယ်စိတ်နဲ့ပဲအာထုတ်ပါလို့ဘုန်းကြီးကမေတ္တာနဲ့ဖြေချပေးပါဗျာ